United မှာတော့ကသူနဲ့လိုက်ဖက်တဲ့နေရာမှာမကစားခဲ့ရကြောင်းဖွင့်ဟလာတဲ့ဒိုမီနေနာပိုလီမှာကစားနေတဲ့ Manchester United ကွင်းလယ်လူဟောင်း Scott McTominay ကသူဟာအိုးထက်ဖို့မှာတော့ကသူနဲ့လိုက်ဖက်တဲ့နေရာမှာကစားခွင့်မရတဲ့ကြောင်းဖွင့်ဟပြောကြားလာခဲ့ပါတယ်။2010ခုနှစ်ကတည်းက United အတွက်စတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ဒိုမီနေဟာအသင်းမှာခုနှစ်ကြာနေထိုင်ခဲ့ပြီးနောက်ပြီးခဲ့တဲ့နေရာဒီမှာတော့အိုးထက်ဖို့ကိုဆုံးကွာပြီးနာပိုလီတို့ပေါင်16တန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။နာပိုလီတို့ရောက်ရှိချိန်မှာ Scotland လက်ရွေးစင်ဟာခြေစွမ်းပိုင်းပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီးဒီယာမှာကစားထားတဲ့ CEA 26ပွဲမှာသွင်းဂိုးနဲ့ဂိုးဖန်တီးမှု2ခုပေါင်း10ကြိမ်ထိပြုလုပ်ထားနိုင်ပါတယ်။တော့အပြင်ဒိုမီနေဟာနာပိုလီနဲ့အတူ CEA ဆုဖလားကိုစုခူးနိုင်ဖို့အတွက်လည်းအခွင့်အရေးရှိနေစေဖြစ်ပြီးအန်တိုနီယိုဂွန်ဒီရဲ့အသင်းဟာအမှတ်ပေးစရာရဲ့ဒုတိယနေရာမှာရတီနေကထိဆုံးကပင်တာမီလန်နဲ့3မှတ်သာကွာဟနေပါတယ်ခုခါမှာတော့ United အတွက်ပွဲပေါင်း150ကျော်စားပေးခဲ့တဲ့ဒိုမီနေကိုဘာကြောင့်နာပိုလီမှာခြေစွမ်းတိုးတက်လာတာလဲမေးမြန်းခဲ့ရကစားသမားကနေရာမှာကစားနေရလို့ဖြစ်တယ်လို့ဆိုပါတယ်။ကွင်းလယ်လူကကျွန်တော် United အတွက်စတင်ကစားတော့ကကျွန်တော်ရဲ့ကစားပုံနဲ့လိုက်ဖက်တဲ့နေရာမှာမကစားခဲ့ရပါဘူး။ဒါကနေပြတွေရဲ့အတစ်တော့မဟုတ်ပါဘူး။ဒါပေမဲ့နံပါတ်6နေရာတော့ကွင်းလယ်ခံစစ်တိုးလိုနေရာတွေကကျွန်တော်ရဲ့စိတ်ကြိုက်နေရာတွေမဟုတ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဒိုမီနေဟာသူ့ရဲ့စိတ်ကြိုက်နေရာမှာကစားခွင့်ရနေပြီးတိုက်စစ်ပိုင်းကိုလည်းပုံမထီရောက်စွာကစားထားနိုင်လို့နာပိုလီအတွက်ဒီယာဒီပြန်ပွဲစုံနဲ့18ပွဲမှာခုနှစ်ဂိုးထီသွင်းယူပေးထားနိုင်ပါတယ်။ဒါအပြင်ကစားသမားဟာ Scotland လက်ရွေးစင်အသင်းအတွက်စုစုပေါင်း58ပွဲကစားပြီး10ဂိုးထီသွင်းယူထားနိုင်တာဖြစ်ပါတယ်။ဆက်လက်ပြီး United မှာဘာကြောင့်နေရာမှာပြီးကစားခဲ့ရတယ်လဲဆိုတာကိုဒိုမီနေက Manchester United လိုအသင်းမျိုးမှာအသက်20အရွယ်နဲ့ကျွန်တော်ကပေါ်ပါရဲ့အရှိမကစားအချင်းနယ်လို့တွားပြောဖို့ကမဖြစ်နိုင်ပါဘူးကိုနေရာကိုသိရပါမယ်သူတို့တောင်းဆိုတဲ့နေရာမှာပဲကစားနိုင်ဖို့စူးစမ်းရပါတယ်ပြီးခဲ့တဲ့ရာသီတချို့မှာတော့ကျွန်တော်ပြန်ဘက်ဂိုးအလီထဲမှာကစားခွင့်ရခဲ့ပြီးအားခွင့်ရခဲ့ပြီးဂိုးတွေလည်းသွင်းနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့ရာသီကတော့ကျွန်တော်ရဲ့အကောင်းဆုံးရာသီဖြစ်ခဲ့ပါတယ်ကျွန်တော်ကအသင်းအတွက်အမြဲတမ်းအသင့်ရှိပြီးကိုတာဝန်ကိုခြေပုံနိုင်ဖို့အဓိကမှတ်ထားပါတယ်ပြီးတော့ကျွန်တော်နဲ့ထိုက်တန်တဲ့အရာကိုသက်သေပြဖို့လည်းစူးစမ်းပါတယ်ကိုထိန်းချုပ်ပြီးပွဲကိုအကောင်းဆုံးကစားနိုင်ဖို့ကအရေးကြီးဆုံးပါလို့ပြောကြားခဲ့ပါတယ်လာမယ့်နေ့လာနေ့မှာတော့ဒိုမီနေဟာနာပိုလီနဲ့အတူခက်ခဲတဲ့ CEA ပွဲစဉ်အဖြစ်ဘူလော့နဲ့ရှင်ပြန်သွားရမှာဖြစ်ပါတယ်အဆိုပါပွဲစဉ်ပြီးမှာတော့နာပိုလီဟာအမ်ပိုလီမွန်ဇာဒိုရီနိုလက်ချီတို့နဲ့ဆက်လက်ရှင်ပြန်သွားရပါမယ် United ကစားသမားဘဝမှာ FA နဲ့ကရာပုံဖလားတွေကိုစုခူးနိုင်ခဲ့တဲ့ဒိုမီနေတယောက်နာပိုလီမှာကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်ပြည်တွင်းမဲ့ပေးဖလားကိုစုခူးသွားနိုင်မလားစောင့်ကြည့်ရပါမယ်